ဒီနေ့အတွက် UFC ရဲ့ Flyweight တန်းရာဇဝင်ကိုကျွန်တော်လေ့လာထားသလောက်လေးပြန်ပြောပြပေးခြင်းပါတယ်။ Flyweight တန်းဆိုတာအခု Joshua ဘန်ကပတ်စိန်ခေါ်ပွဲထူရတော့မယ် weight တန်းဆိုတော့သူများတွေလည်းစိတ်ဝင်စားကြမယ်ထင်လို့ပါ။ဒီ weight တန်းကို UFC က2012ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာပါ။ Champion ကပတ်ကိုဘယ်လိုလူခိုင်းလဲဆိုတော့တနေ့တည်းမှာ Fighter 4ယောက်တွဲဆိုင်2ဆိုင်ကိုထိုးခိုင်းပြီးအနိုင်ရတဲ့ Fighter 2ယောက်ကကပတ်လူပွဲကိုထိုးခွင့်ရမှာပါ။ဒီလိုနည်းနဲ့ပဲ Mighty Mouse လို့အများသိကြတဲ့ Demetrius Johnson က2012ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာကျင်းပခဲ့တဲ့ UFC 152ပြိုင်ပွဲမှာ Flyweight တန်း Champion ကပတ်ကို Split Decision နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပဲကြီး DJ ကပဲ Flyweight တန်းမှာ Champion ကပတ်ကာကွယ်မှု17ချိန်ထိတောင်လုပ်ပြခဲ့ပြီးတော့6နှစ်နီးပါးမင်းမှုနေနိုင်ခဲ့ပါတယ်။ Flyweight တန်းရဲ့ဒုတိယမြောက် Champion ကပတ်ကိုတော့2018ခုနှစ်ဩဂုတ်လ4ရက်နေ့မှာကျင်းပခဲ့တဲ့UFC 227မှာအိုလံပစ်ရွှေတံဆိပ်ဆုရှင် Henry Cejudo ကတခင်ကြီး DJ ကိုအနိုင်ယူပြီးတော့ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။သူကချန်ပီယံကပတ်ကိုတစ်ချိန်ပဲကာကွယ်ခဲ့ပြီး weight တန်းတက်ကစားတာကြောင့် Flyweight တန်းရဲ့ကပတ်ကိုလက်လွတ်ခဲ့ရပါတယ်။ Cejudo လက်လွတ်ပြီးနောက်ပိုင်း Deiveson Figueiredo က2020ခုနှစ်ဇူလိုင်လမှာ Flyweight တန်းရဲ့3ယောက်မြောက်ချန်ပီယံဖြစ်လာခဲ့ပါတယ်။သူလည်းကပတ်ကာကွယ်မှုတစ်ချိန်ပြုလုပ်နိုင်ခဲ့ပြီး2021ခုနှစ်ဇွန်လ12ရက်နေ့မှာကျင်းပခဲ့တဲ့ UFC 263မှာတော့ Brandon Moreno ရဲ့ rear naked choke မိပြီးရှုံးပေးလိုက်ရပါတယ်။ဒီလိုနဲ့ပဲ Brandon Moreno က Flyweight တန်းရဲ့4ယောက်မြောက်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ Brandon Moreno နဲ့ Deiveson Figueiredo တို့2ယောက်ကကပတ်ပွဲ4ပွဲကစားထားပြီးတယောက်ကိုကပတ်2ကြိမ်စီရထားကြတာလည်းဖြစ်ပါတယ်။အတိတ်ကချန်ပီယံနေပြီးရင်တော့လက်ရှိချန်ပီယံကြီးရဲ့အလှည့်ကိုရောက်လို့လာပါပြီ။ Alexander Pantoja က2023ခုနှစ်ဇူလိုင်လ10ရက်နေ့မှာကျင်းပခဲ့တဲ့ UFC 290ပြိုင်ပွဲမှာ Brandon Moreno ကို Split Decision နဲ့အနိုင်ရပြီးတော့အခုချိန်ထိ UFC Flyweight တန်းရဲ့ Undisputed Champion ဖြစ်နေတာပါ။ Flyweight တန်းရဲ့သက်တမ်းက73နှစ်ရှိပြီဆိုပေမဲ့ Champion ကတော့9ယောက်ပဲရှိပါသေးတယ်။ Pantoja ရဲ့နောက်ဆုံးပွဲရလဒ်တွေကတော့ကပတ်ကာကွယ်ပွဲ4ပွဲလုံးမှာအနိုင်ရရှိထားတဲ့ Fighter မျိုးဖြစ်ပါတယ်။ Pantoja ရဲ့ MMA ကစားခဲ့တဲ့သက်တမ်းတစ်လျှောက်လုံးမှာပွဲပေါင်း35ပွဲကစားထားပြီးပွဲ30ကိုလည်းအနိုင်ယူပြထားတယ်ဆိုတော့အထင်ကြီးလောက်စရာမှတ်တမ်းပါပဲ။သူရှုံးထားတဲ့9ပွဲကလည်းအမှတ်နဲ့ပဲရှုံးပေးထားတာပါ။တခါမှလည်းအလဲထိုးမခံရသေးပါဘူးဗျာ။ BJJ Brazil Jiu-Jitsu မှာလည်းကပတ်နဲ့ရထားတဲ့အပြင်မြန်လဲမြန်မာလဲမာပြီး UFC ရဲ့ P4P ranking မှာအဆင့်5ချိန်နေတဲ့ချန်ပီယံမျိုးဖြစ်ပါတယ်။ဒီလို fighter မျိုးစီကကပတ်ကိုလူရမဲ့သူကလည်းတာမညောင်းကြတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ Joshua ဘန်ဖြစ်နေတာပါဒီလိုမျိုးချန်ပီယံစီကရတဲ့ကပတ်ကမှပိုချိုတာလို့ကျွန်တော်ကတော့မြင်မိပါတယ်ပန်တိုဂျာရဲ့ကပတ်ကာကွယ်ပွဲ၄ပွဲမှာဆိုလို့ရှိရင် Brandon Rival နဲ့ Kai Kara France တို့လောက်ပဲ UFC မှာဘောင်ဝင်တန်းဝင်ပွဲတွေကိုထိုးထားကြတဲ့သူတွေလို့ကျွန်တော်ကတော့ထင်ပါတယ်ပြီးတော့ Van ပြောခဲ့သလိုမျိုးပဲ he's a great champion but he ain't never fought Joshua Van နဲ့ Joshua Van လို့ boxing skill ကောင်းတဲ့သူမျိုးနဲ့မတွေ့သေးသေးတော့ဟိုလူချုပ်လိုက်ဒီလူညှစ်လိုက်နဲ့ Flyweight တန်းမှာပိုကြနေဦးမှာပါပဲပန်တိုဂျာကိုယ်တိုင်ကလည်းထုတ်ပြောထားတာရှိပြီးသားပါJoshua Van က take down defense လည်းကောင်းတယ်အားပါတဲ့လက်တီးချက်တွေနဲ့မြန်ဆန်တိုက်ခိုက်နိုင်တာတွေကသူ့အတွက်တော့အစိန်ခေါ်မှုတွေပါပဲတဲ့ Joshua Van ရဲ့ take down defense ကလည်း81%တောင်ရှိတာဆိုတော့လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာ73နှစ်ကြာတက်တန်းရှိတဲ့ UFC ရဲ့ Flyweight တန်း Champion ကပတ်ပိုင်ရှင်တွေရဲ့အမည်စင်းကတော့အပြောင်းအလဲအသစ်တွေဖြစ်လာအောင်မယ်ဆိုတာကျွန်တော်ကတော့ယုံကြည်နေပါတယ်